တောက်ကြသာသမီကျွန်တော်ရဲ့မိတ်ဆွေများအားလုံး Happy New Year ပါနော်ကျွန်တော်နှစ်ဟောင်းတစ်ခုကုန်သွားပြီမကြခင်မှာ2026ကိုစတင်ပြီးတော့ဝင်ရောက်တော့မယ်အဲ့တော့2026ခုနှစ်မှာတောက်ကြသာသမီကျွန်တော်ရဲ့မိတ်ဆွေတွေကြုံနိုင်တဲ့ကံကြမ္မာလေးတွေကိုကျွန်တော်ကတဲတော့နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်တစ်နှစ်စာပေါ့တစ်နှစ်အတွင်းမှာတောက်ကြသာသမီတွေကြုံနိုင်တဲ့ကံကြမ္မာဖြစ်ပါတယ်အဲ့တော့ဟောသရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုယူရိုမင်္ဂလာချမ်းနေပြီးတော့ကောင်းမြတ်တဲ့သတင်းစကားလေးတွေပါကြပါတယ်လိုရင်းတို့ရှင်းပါနံပါတ်1ကယူရိုမင်္ဂလာချမ်းသည်အခမဲ့ရရအောင်မြေဖြစ်ပါတယ်ယူရိုမင်္ဂလာချမ်းကရရတွေအားလုံးအခမဲ့ခြေပေးတာပါအဲ့တော့အင်္ဂါနေ့နဲ့စနေနေ့နဲ့မနေ့7 နာရီမှာဆိုရင်နဝင်းပွဲရရရှိပါတယ်တနင်္ဂနွေနေ့မနေ့7 နာရီမှာခင်မွန်ကြီး10ပါအလူရရပွဲရှိပါတယ်အင်္ဂါနေ့ညမှာဓာကြီးလေးပါအလူရရပွဲရှိပါတယ်ကြာသပတေးနေ့မနေ့မှာတော့ခေါင်းစည်းမင်္ဂလာရတရားရှိပြီးတော့တောက်ကြနေ့မနေ့မှာတရားပွဲရတရားရှိပါတယ်အဲ့ဒီရတရားတွေအားလုံးကကျွန်တော်တို့ယူရိုမင်္ဂလာချန်ကအခမဲ့ရတရားပြုလုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ယူရိုမင်္ဂလာချန်ကိုမလာရောက်နိုင်တဲ့လူတွေကတော့ online ကနေပြီးတော့ Viber ကနေပြီးတော့ဆက်သွယ်ပြီးတော့ဟောသရန်တွေပေါ့တစ်နှစ်စာကံကြမ္မာဟောသရန်တွေကိုမှာယူနိုင်ပါတယ်နော်အဲ့တော့တချို့သူတွေကဘေးရင်သိနေတယ်ကျွန်တော်တို့ချမ်းမှာကျွန်တော်တို့ယူရိုမင်္ဂလာချမ်းမှာလစဉ်သင်တန်းတွေရှိပါတယ်တရက်နေ့ကနေ10ရက်နေ့အတွေ့8ရက်တာသင်တန်းဖြစ်ပါတယ်အခြေခံအဆင့်အလယ်တန်းအဆင့်အဆင့်မြင့်တန်းစသဖြင့်ကျွန်တော်တို့အဆင့်ဆင့်စူးစမ်းပြီးတော့လာပြီးတော့သင်နိုင်ပါတယ်အဲ့တော့ကိုယ်တိုင်ဘေးရင်သင်နေတယ်ဆိုရင်ယူရိုမင်္ဂလာချမ်းမှာသင်တန်းကြီးပေးကြမလို့ပါဘူးဇယိငိမ့်သင်တန်းဖြစ်ပါတယ်အခမဲ့ပညာဒါနသင်တန်းတွေဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေအတွက်ကျွန်တော်တို့တဲတော်နမိတ်ဖတ်ကြားပေးပါဖြစ်ပါတယ်တောက်ကြသားသမီးတွေကိုကံကြမ္မာဖတ်ကြားပေးရမှာကအင်မတန်မှပျော်စရာကောင်းပါဘာလို့လဲဆိုတော့ဘုံကြီးကံကြတဲတော်မှာဘုံကြီးကံကြအဲ့တော့တောက်ကြသားသမီးတွေဟာ2026တစ်နှစ်လုံးအလှကိစ္စအဲ့ဒါတွေနဲ့ကြုံမှာဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကြုံမယ်အလှတွေမကြလုပ်ရမယ်အဲ့တော့အလှရေဆက်လက်နဲ့မကွာလို့ပြောမယ်ဆိုရင်တော့ပြောစမှတ်ပြရလောက်ဒီမကြာခဏအလှတွေအတန်းတွေလောက်ရတတ်ပါတယ်မွေးနေ့လူဆွန်ကတ်လူပရိတ်အလှတွေဆက်နေတာအလှတစ်ခုဆက်နေတတ်တာပေါ့နော်အဲ့တော့အလှတွေရေဆက်တွေပြုတ်လုံနိုင်တယ်ဆိုတာကိုယ်မှအစဉ်ပြေလို့ပြုတ်လုံနိုင်တာပေါ့ကိုယ်သာအစဉ်မပြေဘူးဆိုရင်ဒီအလှတွေဘယ်လုံနိုင်မလဲဒါမှမဟုတ်ကံကြမ္မာရဲ့နမိတ်ကဖုံးတော်ကြီးနမိတ်ကြတယ်အလှရေဆက်လက်နဲ့မကွာပြုတ်လို့အလှရေဆက်လက်နဲ့မကွာပြုတ်လုံနိုင်တဲ့အခြေအနေထိလေငွေကြေးတွေစီးပွားရေးတွေပြည်လည်ဖြစ်ထွန်းနိုင်တဲ့2026ခုနှစ်ဖြစ်ပါတယ်အဲ့တော့အလုပ်ကိုင်တွေအဆင်ပြေမယ်စီးပွားရေးလုပ်ငန်းတွေတိုးတက်မယ်ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေထူးထူးခြားခြားအောင်မြင်မှုရတတ်တယ်ဒါပေမဲ့ကျွန်တော်တို့တောက်ကြသားသမီးတွေမှာပညာဆရာအလုပ်လုပ်နေတဲ့သူတွေထွန်းတောက်မဲ့နှစ်ဖြစ်ပါတယ်ဒါဖုန်းကြီးကမဟုတ်လို့ပါအဲ့တော့အကျောင်းဆရာဆရာမတောက်ကြသားသမီးတွေထွန်းတောက်တတ်ပါတယ်ကိုယ်ပိုင်အကျောင်းကျူရှင်ကိုယ်ပိုင်ထက်တန်းအကျောင်းဖွင့်ထားတဲ့တောက်ကြသားသမီးတွေထွန်းတောက်တတ်ပါတယ်။နောက်အတတ်ပညာတစ်ခုခုနဲ့စီးပွားရေးလောက်ကင်ဆောင်ရွက်နေတဲ့တောက်ကြသားသမီးတွေဆိုရင်ထွန်းတောက်မဲ့နှစ်ဆိုရင်မှန်ပါတယ်နော်။အဲ့တော့ပညာရပ်နဲ့အသက်မွေးဝမ်းကြောင်းပြုသောတောက်ကြသားသမီးများထူးထူးခြားခြားကံကောင်းမဲ့နှစ်ဖြစ်တယ်။ဘာသာရေးအသုံးဆောင်ပစ္စည်းတွေရောင်းချနေတဲ့စီးပွားလောက်ကင်ဆောင်ရွက်နေတဲ့တောက်ကြသားသမီးတွေထွန်းတောက်တတ်တဲ့နှစ်မျိုးဖြစ်တတ်ပါတယ်။ဒီနေ့တော့တဲ့မှာကိုယ့်အတွက်အရန်ကောင်းတဲ့ကံတရားဘာလဲဆိုတော့ဘသူပဲဖြစ်ဖြစ်မပြေမလဲဖြစ်နေတယ်တယောက်နဲ့တယောက်မသိမမြတ်ဖြစ်နေတယ်မငြိမ်းချမ်းဖြစ်နေတယ်ဆိုရင်တောက်ကြသားသမီးတွေကတွားပြီးတော့စေဆက်ဖြန့်ဖြေပေးလိုက်ရင်ချက်ချင်းအစဉ်ပြေသွားတတ်ပါတယ်အဲ့လောက်ထိကောင်းတာပါနောက်လူပွေးနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့ရှင်ပြန်ထမြောက်ဆိုတာသူကတေရားနေပြန်ရှင်တဲ့နမိတ်ပေါ့ကွဲကွာနေတဲ့မိတ်ဆွေတွေအပေါင်းအသင်းတွေတငယ်ချင်းတွေနဲ့ပြန်လည်ပြီးတော့စုံစည်းရတတ်တဲ့ကံကြမ္မာမျိုးရှိပါတယ်အဲ့တော့လူမှုရေးနဲ့ပတ်သက်တဲ့ကံသာတာတွေတော်တော်ကောင်းတယ်လူချစ်လူခင်တွေများမယ်ပေါင်းသင်းဆက်ဆံရေးတွေအဆင်ပြေမယ်ကွဲကွာနေတဲ့မိတ်ဆွေပေါင်းသင်းတငယ်ချင်းတွေနဲ့ပြန်လည်ပြီးတော့စုံစည်းရတတ်တယ်တော့ငွေချင်းနဲ့ပတ်သက်တဲ့ကံကြမ္မာမှာကြတော့ငွေရပေါက်ရလန်းဖြောင်တန်းမဲ့အခွင့်အရေးအခွင့်အလန်းတွေများစွာပေါ်ပေါက်တတ်ပါတယ်ဒါတောက်ကြသားသမီးတွေ2020ကျောင်းမှာပတ်စံရဖို့ကိစ္စတွေတစ်ခုပေါ်ပေါက်တတ်တယ်အဲ့တော့လွယ်ကူနဲ့စီးပွားဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့တောက်ကြသားသမီးတွေမှာအခက်အခဲတွေရှိတတ်ပါတယ်ရှိနိုင်ပါတယ်2026မှာ
အဲ့ဒီခက်ကဘာလဲဆိုတော့အလိုလိုနေနဲ့စိတ်ညစ်တာအလိုလိုနေနဲ့စိတ်ဓာတ်တွေကြတာအလုပ်တွေကိုစိတ်မဝင်စားသလိုဖြစ်တာဘလို့ကြီးလည်းမသိဘူးနေလို့မကောင်းပတ်သက်ရမယ်မှန်တည်းရသားနဲ့ကိုလှုပ်ချင်တဲ့ဂိုင်းသိမရှိဖြစ်နေတာမျိုးတွေကြုံရတတ်ပါတယ်အဲ့ဒါလေးတွေတော့တောက်ကြသားသမီးတွေအထူးသတိထားသင့်တယ်လို့အကြံဉာဏ်ပေးခြင်းပါတယ်ဒါတေးသေးကွယ်ကွယ်ကိစ္စမဟုတ်ပါဘူးကိုယ့်ဘဝအတွက်ရိမ့်ရိုင်သွားနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာဂရုစိုက်ပါနောက်ပညာရေးကိစ္စတွေသင်တန်းကိစ္စတွေစာမွေးကိစ္စတွေထူးထူးတွေပြောစရာမရှိပါဘူးကံကြမ္မာကောင်းပါ2026မှာတောက်ကြသားသမီးတွေစာမေးပွဲအောင်မဲ့နှစ်ဖြစ်ပါတယ်မိတ်ဆွေအပေါင်းနဲ့တငယ်ချင်းတွေနဲ့အတူတကွအောင်ပွဲခံနိုင်ပါလိမ့်မယ်နောက်အခြေအနေနဲ့ပတ်သက်တဲ့ကံစားတာတဲ့တော်တော်လေးကောင်းပါတယ်ကဘာလုံးကိုကင်ထားတဲ့နမိတ်ဖြစ်တဲ့အခြေအနေနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်အိမ်တော်ရေးနဲ့ပတ်သက်ရင်ကံစားတာကောင်းတယ်စိတ်မကောင်းစရာတခုတော့ရှိတယ်ကိုယ့်ယောက်ျားကိုယ့်ရဲ့ဇနီးမယားကနေဒါကောင်းပြီးတော့ပြည်တွင်းပြည်ပနိုင်ငံခြားခီးတွေသွားပြီးတော့အလုပ်လုပ်ကင်အောင်မြင်တတ်တယ်အဲ့တော့ကိုယ့်ချစ်သူနဲ့ကိုယ့်အိမ်အောင်ဘက်နဲ့ကိုယ့်ရဲ့ဇနီးမယားနဲ့ကောင်းတဲ့ခွဲခွာခြင်းမျိုးနဲ့တော့ခွဲခွာရတတ်ပါတယ်နော်အဲ့တော့တော်တော်လေးကောင်းပါတယ်ဗျာဘာမှဆိုရအဓိကအရေးကြီးတာစိတ်မညစ်ဖို့စိတ်ဓာတ်မကြဖို့ဖြစ်ပါတယ်တောက်ကြသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရောင်နဲ့အဲ့ဒါဘာရောင်လဲဆိုရင်အနက်ရောင်နဲ့အနီရောင်နဲ့ကောင်းပါတယ်ခဏအပြင်ဆိုရင်ခုနှစ်ကဏ္ဍတင်ကဏ္ဍတွေ2026မှာတောက်ကြသားသမီးတွေအတွက်ကံကောင်းပါတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုနှင်းစီပန်း9ပွင့်နဲ့အုံညွန့်တညွန့်ကိုပူးပြီးတော့အကြောင်းကြီးငယ်ကိစ္စကြုံတိုင်းတောက်ကြသားသမီးတွေကလှူဒန်းပြီးတော့ဆူတောင်းမှာမကောင်းတဲ့ကံတာတွေပြေပြောက်ပါလိမ့်မယ်နော်အဲ့တော့ဟောဒရန်လေးကကျွန်တော်တို့2026ခုနှစ်မှာတောက်ကြသားသမီးတွေရဲ့ကျမ်းမာရေးစီးပွားရေးလူမှုရေးအိမ်အောင်ရေးငွေကြေးအဲ့ဒါတွေကိုနမိတ်ပတ်တာပါဒီမှာနမိတ်တွေရဆိုရင်တော်တော်ကြီးကိုကောင်းနေပါပြီနော်အဲ့တော့မကြအလှူလောက်ရမယ့်နှစ်လှူနိုင်တန်းနိုင်ပါသေးဗျာတောက်ကြသားသမီးတွေနော်အလှူရေးသက်လက်နဲ့မကွာလှူနိုင်တန်းနိုင်ပါသေးလှူနိုင်တန်းနိုင်အောင်လဲကြိုးစားကြပါလို့နော်ကျွန်တော်ကတိုက်တွန်းပါတယ်အဲ့တော့ဟောဒရန်လေးပြီးသွားပြီဆိုတော့ထုံးစံအတိုင်းပေါ့ဒါကတော့အဘဆရာကြီးမင်းသိန်ခါကြီးကြီးနဲ့ဗတော့အပီးပေါက်ဆိုတဲ့ပတိလေးဖြစ်ပါတယ်အပီးပေါက်ဆိုတာအလုတ်ကိုင်းတွေအကျန်းတွေစိတ်ကူးတွေရည်ရွယ်ချက်တွေရည်မှန်းချက်တွေကိုမြန်ဆန်ပြည်စည်းစေတယ်ပြည်မြောက်စေတယ်အောင်မြင်စေတယ်ပေါ့ဒါလေးကစိတ်เสียတော့မလို့ပါဘူးစောင့်ထားတာနဲ့စွမ်းပါတယ်စိတ်မဲ့ဆိုရင်ပတိစိတ်ကြီးလေးတွေရှိပါတယ်နော်အဲ့တော့ကိုယ့်ရဲ့အလုတ်ကိုင်းအကျန်းစီစိတ်ကူးရည်ရွယ်ချက်ရည်မှန်းချက်တွေမြန်ဆန်အောင်မြင်စေဖို့အတွက်မင်းသိင်္ဂပတိလေးစောင့်ခြင်းနဲ့စိတ်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ရှိကိုဆက်သွယ်နိုင်ပါတယ်နော်ဒါကတော့ကျွန်တော်ကိုယ်တိုင်စီရင်ပေးခဲ့တဲ့လက်ဖွဲ့လေးတွေပါဒါကတော့ကျမ်းမာရေးအတွက်တံပြန်စမနဲ့စီရင်ထားတဲ့ကျမ်းမာရေးလက်ဖွဲ့လေးဖြစ်ပါတယ်ကျမ်းမာရေးမကောင်းတဲ့လူတွေအတွက်တံပြန်စမဒါတော့စီးပွားရေးငွေကြေးကံတာကောင်းစေဖို့အတွက်ကြီးလေးကြီးစမနဲ့စီရင်ထားတဲ့လက်ဖွဲ့လေးဖြစ်ပါတယ်ဒါကကြတော့ကျွန်တော်တို့အခြေအနေနဲ့ပတ်သက်တဲ့ PR လက်ဖွဲ့လေးဖြစ်ပါတယ်ဒါတော့ဈေးဆိုင်တွေငွေပေးငွေယူလုပ်ငန်းတွေ2D 3D လုပ်ငန်းတွေပေါ့နော်အဓိကငွေကံကောင်းစေဖို့အတွက်စီရင်ထားတဲ့ဝါစိမ့်နေအင်းစမဖျောင်းနိုင်လေးဖြစ်ပါတယ်နော်ဒါတော့အကြောင်းချင်းငယ်ကိစ္စရှိတဲ့အခါတိုင်တယ်အဋိဌံပြီးထွန်းရတဲ့ရတနာဒီပံဖျောင်းနိုင်မယ်ဖြစ်ပါတယ်ဒါလေးတွေကတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအခက်အခဲရှိလို့အကူအညီဒါလေးတွေလိုချင်တယ်ဆိုရင်ကျွန်တော်တို့ Viber နံပါတ်ဖြစ်တဲ့399692 39လုံး9ဆိုတဲ့ဖုန်းနံပါတ်39992000 29ဆိုတဲ့နံပါတ်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်ကျွန်တော်တို့ယူရိုမင်္ဂလာချန်ရဲ့လိပ်စာကတော့ရန်ကုန်ဘက်ကလာတဲ့အခါထောက်ကျန့်အကျော်မှာမော်ဘီတိုးဂိတ်ရှိပါတယ်အဲဒီမော်ဘီတိုးဂိတ်ကကိုလုံးကွင်းမှတ်တိုင်းပိန်းနေကုန်းကြေးရွာမှာယူရိုမင်္ဂလာချန်တည်ရှိပါတယ်အဲတော့ကျွန်တော်တို့မိတ်ဆွေများတောက်ကြသားသမီးများနော်နှစ်တကူကာလတမယမှာကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါ2026တနှစ်တာကာလပတ်လုံးအေဂျင့်သားရရှိပါစေလို့အလူရည်သက်လက်နဲ့မကွာလှူနိုင်တန်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်နော်